Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ verb plus irkayo မလားရမလားကြမလားဆိုတဲ့ grammar lesson လေးကိုကြည့်လိုက်ကြရအောင်เนาะသူအမှန်မှာတစ်ခုရှိပါတယ်အသက်ပါလို့ဆိုရင်တော့ irkayo နဲ့တွဲပြီးတော့အသက်မပါရင်တော့ irkayo နဲ့တွဲရပါမယ်ရှင့်အဲ့တော့ကြည့်လိုက်ကြရအောင်เนาะခါတာသွားသည်ဒီသွားသည်ဆိုတဲ့ခါတာမှာအသက်မပါတဲ့အတွက် irkayo နဲ့တွဲမယ်အဲ့တော့ 갈까요 갈까요သွားမလားဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီရာကခါအောက်မှာအသက်အနေနဲ့သွားပြီးတော့ 갈까요ဆိုပြီးတော့ဖြစ်သွားမှာပါเนาะအဲ့တော့ 갈까요သွားမလား 언제 갈까요 언제 갈까요ဘယ်တော့သွားမလဲ 어디에 갈까요 어디에 갈까요ဘယ်ကိုသွားမလဲ 영화 보러 갈까요 영화 보러 갈까요 ရုပ်ရှင်သွားကြည့်ကြမလားရုပ်ရှင်ကြည့်ဖို့သွားကြမလားဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်လွယ်လဲလွယ်ပါရင်เนาะနားလည်မယ်လို့လည်းမျှော်လင့်ပါတယ်အဲ့တော့နောက်ဥပမာလေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်เนาะ먹다 싸디အသက်ပါနေရဖြစ်တဲ့အတွက်ကျမတို့ irkayo နဲ့တွဲမယ် 먹을까요 먹을까요 싸물라 뭐 먹을까요 뭐 먹을까요 바 싸물래 점심 뭐 먹을까요 점심 뭘 먹을까요 냐자 바 싸물래 점심 소야 냐자 뭐 먹을까요 점심 뭐 먹을까요 냐자 바 싸물래 소비로အဓိပ္ပာယ်ရပါတယ်떡볶이 먹을까요 떡볶이 먹을까요 떡볶이 싸물라 소비로အဓိပ္ပာယ်ရပါတယ်ရွှေတာနားသည်အသက်မပါတဲ့အတွက်ကျမတို့ရေကာယူနဲ့ပဲတွဲပြီးတော့ရွှေကာယူနားကြမလား잠깐 쉴까요 잠깐 쉴까요ခဏလောက်နားကြမလား잠깐ဆိုတာခဏ쉴까요နားကြမလား잠깐 쉴까요ခဏလောက်နားကြမလား내일 쉴까요မနက်ဖြန်နားကြမလား내일ဆိုတာမနက်ဖြန်쉴까요နားကြမလား내일 쉴까요မနက်ဖြန်နားကြမလားအဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်카페에서 잠깐 쉴까요 카페에서 잠깐 쉴까요 카페에서 저 커피ဆိုင်မှာပေါ့နော် 카페ဆိုတာ coffee ဆိုင်မှာအဲ့တော့ 카페에서 저 coffeeဆိုင်မှာ 잠깐 ခဏလောက် 쉴까요နားကြမလား 카페에서 잠깐 쉴까요 coffeeဆိုင်မှာခဏလောက်နားကြမလားဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်안다ထိုင်သည်အသက်ပါနေရဖြစ်တဲ့အတွက် irkayo နဲ့တွဲမယ်ဆိုတော့ 앉을까요 앉을까요ထိုင်ကြမလား 여기 앉을까요 여기 앉을까요ဒီမှာထိုင်ကြမလား 여기ဆိုတာဒီမှာ 앉을까요ထိုင်ကြမလား 여기 앉을까요ဒီမှာထိုင်ကြမလား 어디 앉을까요 어디 앉을까요 어디ဆိုတာဘယ်မှာ 앉을까요ထိုင်ကြမလဲပေါ့နော် 어디 앉을까요 어디 앉을까요ဘယ်မှာထိုင်ကြမလဲ 저기 앉을까요 저기 앉을까요 저기ဆိုတာဟိုမှာ 앉을까요ထိုင်ကြမလား 저기 앉을까요 저기 앉을까요ဟိုမှာထိုင်ကြမလားဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီနေ့အတွက်သင်ခန်းစာလေးရတော့လောက်ပါပဲရှင်အားလုံးလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးပါ